ဘောလုံးဝါသနာရှင်ညီကိုတို့စိတ်လှုပ်ရှားစရာကမ္ဘာဖလားအုပ်စုအဆင့်ရဲ့နောက်ဆုံးပွဲစဉ်တွေဖြစ်တဲ့ round 3ပွဲကြီးပွဲကောင်းတွေရောက်လာပြီဗျာဒီညမှာတော့စံပါဘရင်ဘရာဇီးမော်ရိုကိုမက္ကဆီကိုနဲ့ကိုရီးယားတို့လိုအသင်းတွေအပါအဝင်ပွဲစဉ်6ပွဲလုံးကိုဂိုးပေါ်ဂိုးအောက်အခြေအနေတွေအလားအလာတွေနဲ့အတူသုံးသပ်ပေးသွားမှာမို့ဗီဒီယိုလေးကိုမကြော်ပဲအဆုံးထိကြည့်ပေးကြအောင်နော်ပထမဆုံးပွဲစဉ်အနေနဲ့ကတော့ဘော့စနီးယားနဲ့အာရှကကာတာတို့ပွဲဖြစ်ပါတယ်အားကြီးရဘော့စနီးယားက1.436နဲ့ပွဲကိုအသာစီးရဖို့ရေပန်းစားနေတယ်ဗျဘော့စနီးယားဟာကြန့်ခိုင်မှုကောင်းမွန်ပြီးအုပ်စုတက်ဖို့နိုင်ပွဲရှာမှာမှုတိုက်စစ်ဆင်လာပါလိမ့်မယ်။ကာတာကလည်းတံပြန်တိုက်စစ်ညက်တက်တာကြောင့်ဒီပွဲကအပြန်အလှန်တွင်းဂိုးတွေနဲ့ဂိုးပေါ် over 2.5ပွဲမျိုးဖြစ်လာနိုင်ပါတယ်။ခံမှန်းရလက်အနေနဲ့ဘော့စနီးယားက2-1လောက်နဲ့နိုင်သွားဖို့ရှိပါတယ်။ဒုတိယပွဲကတော့ဥရောပကဆွစ်ဇာလန်နဲ့မြောက်အမေရိကကနေဒါတို့ပွဲဖြစ်ပြီးဟိုဂျက်က2.435နဲ့3.455ဆိုတော့တော်တော်လေးကတ်နေတယ်ဗျ။ဆွစ်ဇာလန်ကစနစ်ကျတဲ့အသင်းဖြစ်တယ်လို့ကနေဒါကလည်းမြန်နှုံးမြင့်ကစားသမားတွေနဲ့တိုက်စစ်ဆင်မှာပါ။နှစ်သင်းလုံးအုပ်စုကနေတက်လန်းနိုင်မှုသတိကြီးကြီးထားပြီးအမှားမခံပဲထိန်းကစားကြဖို့များတာကြောင့်ဂိုးသိမ့်မထွက်ပဲပွဲအေးသွားနိုင်လို့ဂိုးအောက်under 2.5ဖြစ်ဖို့ရှိပြီး1-1တရေဒါမှမဟုတ်တစ်ဖက်က1-Cနဲ့ကတ်နိုင်သွားမဲ့အနေထားပါပဲတတိယပွဲစဉ်ကတော့အာဖရိကရဲ့ချင်းသေးကြီးများမော်ရိုကိုနဲ့ဟေတီတို့ပွဲဖြစ်ပါတယ်အားကြရမော်ရိုကိုက1.236ဆိုတော့အပြတ်သက်သာလွန်နေတာပါကွင်းလယ်နဲ့တိုက်စစ်အဆင့်တန်းကဟေတီထက်အများကြီးတာတာကြောင့်ပွဲစကလေးကတရက်ဆက်ပြီးဆိုပြီးဂိုးမျိုးသွားမဲ့အလားအလာပြည့်ရှိပါတယ်ဒီပွဲကတော့ဂိုးပေါ် over 2.5ကိုပဲဒိုင်မင်ထိုးရမှာဖြစ်ပြီးခံမှန်းရလက်ကတော့မော်ရိုကိုက3-C လောက်နဲ့ဂိုးပြတ်သွားဖို့ရှိပါတယ်ဗျာစတုထပွဲစဉ်ကတော့အားလုံးစောင့်ကြည့်ရမယ့်စကော့တလန်နဲ့စံပါဘရင်ဘရာဇီးတို့ပွဲဖြစ်ပါတယ်ဘရာဇီးက1.348နဲ့အပြတ်သက်ရေပန်းစားနေတာပါဘရာဇီးရဲ့ကျေပွင့်တွေဟာတကူတော်စွမ်းရည်နဲ့မြန်နှုံးမြင့်ကစားကွက်ကိုသုံးပြီးစကော့တလန်ခံစစ်ကိုမှွေနှောက်ဖို့များပါတယ်စကော့တလန်ကခံစစ်ပိတ်ဖို့ကြိုးစားမှာဖြစ်ပေမဲ့ဘရာဇီးတိုက်စစ်ကိုထိန်းဖို့ရုန်းကန်ရမှာမို့ဘရာဇီးကပဲဂိုးတွေသွင်းပြီးဂိုးပေါ် over 2.5ထွက်လာနိုင်ပါတယ်။ခံမှန်းရလက်အနေနဲ့ဘရာဇီးက3ပွဲမှလောက်နဲ့နိုင်သွားဖို့ရှိပါတယ်။ပစ္စမမြောက်ပွဲစဉ်ကတော့ချက်သမရနိုင်ငံနဲ့မက္ကဆီကိုတို့ရဲ့ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။လက်တကြည့်ရင်မက္ကဆီကိုက2.3နဲ့အနည်းငယ်အလေးတာနေပေမဲ့ချက်အသင်းကလည်းဥရောပစတိုင်မှာကြောတဲ့အသင်းပါအုပ်စုနောက်ဆုံးပွဲဖြစ်လို့နှစ်သင်းလုံးကခံစစ်ကိုပဲစီးစနစ်ကြကြအရင်ပိတ်ပြီးမှတံပြန်တိုက်စစ်ကိုတွားကြဖို့များပါတယ်။ဂိုးပေါက်6ကတ်သွားနိုင်ပြီးဂိုးအောက်under 2.5သမားတွေအကြိုက်တွေ့မဲ့ပွဲမျိုးဖြစ်လာနိုင်လို့ခံမှန်းရလက်အနေနဲ့မက္ကဆီကိုကကပ်ပြီး 1-C ဒါမှမဟုတ် C တရေဖြစ်သွားနိုင်ပါတယ်။နောက်ဆုံးပွဲကတော့တောင်အာဖရိကနဲ့အာရှရဲ့အင်အားကြီးတောင်ကိုရီးယားတို့ပွဲဖြစ်ပါတယ်။ကိုရီးယားက1.839နဲ့အနိုင်ရဖို့ပို့ပြီးအလားအလာကောင်းနေတယ်ဗျ။ကိုရီးယားအသင်းရဲ့မြန်နှုံးမြင့်ကစားကွက်နဲ့စီးစနစ်ကြမှုကတောင်အာဖရိကကိုဖိအားပေးနိုင်မှာပါ။ဒါပေမဲ့တောင်အာဖရိကရဲ့ခွန်အားသုံးကစားပုံကြောင့်ကိုရီးယားတိုက်စစ်လည်းအခက်တွေ့နိုင်ပြီးပွဲအေးသွားနိုင်ပါတယ်။ဒီပွဲကိုလည်းဂိုးသိမ့်မထွက်နိုင်တဲ့ဂိုးအောက်under 2ငါအဖြစ်ပဲညွှန်ပြခြင်းပြီးခံမှန်းရလက်ကတော့ကိုရီးယားကကပ်ပြီး2-C ဒါမှမဟုတ်1-C လောက်နဲ့ပဲနိုင်သွားဖို့ရှိပါတယ်ဗျာ။ညီကိုဒီညရဲ့အုပ်စုနောက်ဆုံးပွဲတွေတဲကဘယ်အသင်းတွေကအုပ်စုတက်ပြီးကန်ကောင်းသွားမလဲထင်လဲ။အကြိုက်ဆုံးအသင်းနဲ့ရလက်တွေကိုအောက်ကခံမှန်းမှာရေးသွားကြအောင်။ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နောက်ထပ်ပွဲကောင်းတွေမှာပြန်တွေ့ကြမယ်အားလုံးပဲကံကောင်းကြပါစေ